ကဲဒီနေ့မှာတော့အခတ်ထိုလရဲ့ဘဝကိုတကယ်ကိုပြောင်းလဲစေခဲ့တဲ့စာအုပ်တော့ဖြစ်တဲ့ The Power of Now အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီဆောင်းထဲမှာပါတဲ့အသွေးခေါ်တွေကဘေကနေဆက်လာတာလေဆိုတော့လေစာရေးသူကိုယ်တိုင်ဂျုံခဲ့ရတဲ့အရန်ကိုပြင်းထန်တဲ့ကိုပိုင်အကြက်တဲ့ကာလာတစ်ခုကနေမွေးဖွားလာခဲ့တာမှာသူ့ဘဝမှာလေနှစ်ပေါင်းများစွာစိုးရိမ်ပူပန်မှုလေနောက်ပြီးကိုတက်တည်ခြင်းစီတီဖြစ်တဲ့အထိပြင်းထန်တဲ့စီချက်ယောဂတွေကိုခံစားခဲ့ရပြီးတဲ့နောက်မှာပေါ့နော်အသက်29နှစ်အရွယ်မှာအခက်ထွန်လီရဲ့စီထဲမှာဒီစကားတခွန်းကပဲထက်ခါပေါ်လာခဲ့တယ်အဲ့ဒီမှာသူရုတ်တရက်သဘောပေါက်သွားတယ်ငါဆိုတာရှိနေတယ်လို့အဲ့ငါကအတူတူမနေနိုင်တော့ဘူးဆိုတဲ့ကိုဆိုတာလေရှိနေပါလားဆိုပြီးတော့လေအဲ့ဒီလိုထိလိုက်ရတဲ့အတီးကသူ့ရဲ့စိတ်ကိုလုံးဝကိုရက်တန့်သွားစေခဲ့ပြီးသူ့ဘဝတစ်ချောင်းလုံးကိုပြောင်းလဲသွားစေမယ့်အဖြစ်ဖြစ်ကြီးတစ်ခုကိုစတင်လိုက်တာပါပဲကဲဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ Toller ရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့နားလည်မှုပြီးတော့သူ့စာအုပ်ကထောက်ပြတဲ့အထူးပြဿနာအဲ့ဒါကိုဖြေရှင်းဖို့လက်တွေ့ကြတဲ့နီလန်အတိတ်ကနာကျင်မှုတွေကိုဘယ်လိုကင်တွယ်မလဲနောက်ဆုံးအနေနဲ့ပစ္စုပန်မှာနေထိုင်ခြင်းရဲ့စွမ်းအားဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီတော့အထူးကကြတဲ့အချက်ကအဲ့အစပိုင်းကအချက်အတဲခံနေဒီလောက်နတ်ဆိုင်တဲ့တိစိတ်ပြောင်းလဲမှုကြီးတစ်ခုစီကိုဘယ်လိုများရောက်သွားခဲ့တာလဲဆိုတာပါပဲတို့လဲသဘောပေါက်သွားတာကဘာလဲဆိုတော့အဲ့ဒီပြင်းထန်လွန်းတဲ့ဝေဒနာကသူ့ရဲ့စိတ်ကဖန်တီးထားတဲ့မပြောမရွှင်ဖြစ်နေတဲ့ငါဆိုတဲ့အစွဲအလျံကိုအတင်းအကျပ်ဖြစ်တောက်ဖြစ်လိုက်တယ်လို့ဖြစ်သွားတာပါပဲအဲ့ဒီအချက်ကနေပဲထောလဲကလူသားတွေအားလုံးထောက်ပြထားတဲ့အထူးပြဿနာကြီးတစ်ခုစီကိုရောက်လာပါပြီအဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စိတ်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးပါပဲဒီစာအုပ်ထဲမှာဗာပြောထားလဲဆိုတော့ကျွန်တော်တို့အများစုဟာကိုယ်စိတ်ရဲ့ချုပ်ကိုင်မှုကိုကိုယ်တိုင်မသိဘဲခံနေရတယ်အဲ့ဒီကနေအတဒါမှမဟုတ် ego လို့ခေါ်တဲ့တစ်စင်းလိုမျိုးကိုယ်ပိုင်ပုံရိပ်တစ်ခုကိုဖန်တီးမိနေကြတယ်လို့ဆိုပါတယ်ဒီနေရာမှာသူထောက်ပြထားတဲ့အထီးကကွဲလဲမှုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့အတဆိုတာကအတိတ်အကြောင်းကိုပဲပြန်တွေးနေတယ်ဒါမှမဟုတ်အနာဂတ်အတွက်ပဲစိတ်ကူးရင်နေတယ်ဘဝရဲ့တစ်ခုတည်းတော့အမှန်တရားထစ်တယ်ပစ္စုပန်ဆိုတဲ့အခိုက်အတန့်ကိုတော့လုံးဝကိုအေးမလို့လစ်လွရှုထားတာပါပဲဆိုလိုတာကဒီလိုမရမနာအတွေးတွေများနေတာတွေးခေါ်ခြင်းကိုဆွဲလန့်နေတာကကိုနဲ့လောကကြီးကိုပို့ပြီးနည်းနည်းဆိုင်ဆက်တွေ့လို့မရအောင်ကန့်လန့်ကကြီးတစ်ခုလိုဖြစ်နေတာပေါ့အဲ့ကန့်လန့်ကဘာနဲ့လှုပ်ထားလဲဆိုတော့ကိုရဲ့အတွေးခေါ်တွေအယူအဆတွေအကဲဖြတ်မှုတွေနဲ့လှုပ်ထားတာပါဟုတ်ပြီဒါဆိုရင်စိတ်ကအချီမဆုံးအသာစီးထနေတယ်ဆိုရင်အဲ့ဒီအရာကြီးနဲ့ဘယ်လိုများလွတ်မြောက်နိုင်မှာလဲအဲ့ဒီအတွက်လက်တွေ့ကြတဲ့ဖြည့်ရှင်ကြီးကိုသူကရှင်းပြထားတယ်ပထမဆုံးကိုခေါင်းထဲကအတန်ကိုတတိထားပြီးနားထောင်ပါပြီးရင်အဲ့ဒီအတန်ကိုဘာမှဝင်မစွက်ဖက်ဖဲတရားမစွဲဖဲစောင့်ကြည့်နေတဲ့တက်တေတယောက်လိုနေပါအဲ့လိုလုပ်နေရင်လည်းအသွေးတွေကြားတဲ့ကစိတ်မရှိကကွက်လက်လေးတွေကိုတတိပြုမိလာပါလိမ့်မယ်ဆိုလိုတာကအသွေးတွေရဲ့ချုပ်ကင်မှုအောက်ကနေယုံထွက်ပြီးသူတို့ကိုစောင့်ကြည့်သူတယောက်ဖြစ်လာဖို့ပါပဲအဲ့ဒီလိုတွေးနေတဲ့သူကိုစပြီးစောင့်ကြည့်လိုက်တဲ့အခိုက်အတန့်မှာပဲပုံမြင့်မားတဲ့သိစိတ်အဆင့်တစ်ခုကအလိုလိုတက်ကြွလာပါပဲအဲ့ဒီအခါမှာအတွေးခေါ်ရဲ့အလွန်မှရှိလေဉာဏ်ပညာနဲ့ပဲကြီးတစ်ခုပွင့်သွားသလိုပါပဲဒါကတွေးခေါ်နိုင်စွမ်းကိုလုံးဝပြစ်ပယ်လိုက်တာမျိုးတော့မဟုတ်ဘူးနော်အမှန်တော့စိတ်ဆိုတာအသုံးဝင်တဲ့ကိရိယာတစ်ခုပါအဓိကတော့လက်တွေ့ကြတဲ့ကိစ္စတွေမှာသူကိုတုံးမယ်ပြီးတော့ပြေးချထားပြီးအတွင်းစိတ်ရဲ့ညီသက်မှုကိုခံစားနိုင်ဖို့ပါပဲတွေးခေါ်ခြင်းရဲ့အပေါ်ကိုတက်လန်းပြီးပိုနဲ့ရှိုင်းတဲ့ဉာဏ်တင်ငါကိုရယူတာမျိုးပေါ့ဒါပေမဲ့တခါလေမှာကိုလွှဲမှုချုပ်ကင်ထားသလိုဖြစ်နေတဲ့အတိတ်ကစုပုံနေတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေအဲ့ကလေးကိုတော့ဘယ်လိုလုပ်ကြမလဲအဲ့ဒီမှာဒေါ်လဲကနာကျင်မှုခန္ဓာကိုယ်ဆိုတဲ့သဘောတရားတစ်ခုကိုမိတ်ဆက်ပေးလာတာပါဒါကဘာလဲဆိုတော့အတိတ်ကစုပုံလာတဲ့နာကျင်မှုတွေနဲ့ဖွဲ့စည်းထားတဲ့စွမ်းရည်တစ်ခုလိုပဲသူကငြိမ်နေတဲ့အချိန်လဲရှိသလိုတခါလေမှာပြန်ပြီးတက်ကြွလာတတ်တယ်အဲ့ဒီခါကျရင်သူ့အတွက်အစာဖြစ်တဲ့နောက်ထပ်နာကျင်မှုတွေကိုပဲရှောက်ဖို့စားသုံးရတာပဲအဲ့ဒီနာကျင်မှုခန္ဓာကိုယ်ကကိုလွှမ်းမိုးသွားပြီဆိုရင်သူ့ရဲ့စွမ်းရည်နဲ့ကိုက်ညီတဲ့အခြေအနေတွေကိုပဲဖန်တီးတော့တယ်အဲ့ဒီလိုနဲ့ဒုက္ခတန်တရားကနေမလွတ်မြောက်နိုင်ပဲဆက်ပြီးလဲပတ်နေတော့တာပါပဲအဲ့ဒီတန်တရာကိုဘယ်လိုဖျက်တော့မလဲနီလန်ကတော့ကိုယ့်ရဲ့သိစိတ်နဲ့တည်ရှိနေဖို့ပါပဲအဲ့ဒီနာကျင်မှုခန္ဓာကိုယ်ကိုစောင့်ကြည့်လိုက်ပါသူ့ရဲ့စွမ်းအားကိုခံစားဒါပေမဲ့အဲ့ဒီထဲမှာနစ်မြတ်မသားနဲ့အဲ့လိုလုပ်လိုက်ကြနဲ့သူနဲ့ကိုနဲ့တထက်တေးကြနေတာပြတ်တောက်သွားပြီးသူ့ရဲ့စွမ်းအားတွေကတဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်ဒါတွေအားလုံးကကျွန်တော်တို့ကိုနောက်ဆုံးပန်းတိုင်တစ်ခုစီကိုခေါ်ဆောင်သွားပါတယ်အဲ့ဒါကတော့ပစ္စုပန်အခိုက်အတန့်မှာအခိုင်အမာတည်ရှိနေခြင်းကနေရရှိလာတဲ့ငြိမ်းချမ်းမှုနဲ့တက်ကြွရှင်သန်မှုကိုရှာဖွေတွေ့ရှိဖို့ပါပဲ
ဘွားရဲ့ပြည့်စုံမှုကိုဘယ်နေရာမှာရှာတွေ့နိုင်မလဲဆိုတော့အဓိကမှတရားကိုရှင်းပြခုတလဲကအရန်ကောင်းတဲ့ပုံဥမာလေးတစ်ခုကိုတုံးထားတာဖြစ်ပါတယ် အဲ့ဒီပုံပြင်လေးရဲ့ဆိုလိုရင်းကရှင်းပါတယ်ကျွန်တော်တို့အားလုံးဟာအဲ့ဒီသူတော်စားနဲ့တူနေကြတာပါပဲကိုယ့်ရဲ့အတွင်းစိတ်ထဲမှာတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေရှိနေရတဲ့နဲ့အပြင်လောကမှာပျော်ရွှင်မှုအစအနာလေးတွေကိုလိုက်လံရှာဖွေနေကြတာပါ အဲ့ဒီတော့နောက်ဆုံးအနေနဲ့အဓိကမှတ်သားသွားမယ့်ချက်ကရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးတစ်ခုပါပဲအဲ့ဒါကတော့အခုဒီခိုက်တာမှာငါတွန်းစိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုရင်မေခွန်းကိုအလေးကျင့်လုပ်ပြီးမေးကြည့်ဖို့ပါပဲအဖြေရှာဖို့ခွဲချမ်းစိတ်ဖြာဖို့မဟုတ်ပါဘူးကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကိုသိစိတ်ဆိုရဲမိအိမ်လေးနဲ့ထိုးကြည့်ပြီးဘာမှမလုပ်ပဲအသာလေးစောင့်ကြည့်နေဖို့ပါပဲ